was shooting the other show the nigger. Shake cheating in it, already. Okay, shake cheating in it. So, here, whole Saudi, Hoja, Saudi, Palu. Dilu Meji, Dilu, you fix it, Dilu, look at it, Kazaya, Dilu, Nale, Nabubali, Tale, Tabubali. 다른데 들리러 무조건 앞에도 더럽게 잔잔하네 일만 비싼 우리 너가 심하지라 비로에 단대야 체크해 봐야 국고는 전해야 되지 인맥단 그 잔잔하라 말이죠 들리러 들어 맥해라니 책지되는 거 영자자면 아디냐니 레레레레 야바위 엘로미에 이자를 저기 또 우시마 나두가 까마문에 마이서 제자 나두가 딜라드마리 비냐디 가끔에 진짜고 진짜주고 아토디게 들어가고 맨날 소소 돌아이게 소리로 돌아이 편하래 난이 간디로 돌아이 편하래 모소지게 되네 모소리야 뜻대다니 따라오고 답자네 소리로 뜻대다데 일로 가무리고 물려리게 부부리ဖြစ်တော့သူတို့မှာမင်္ဂလာနဲ့အမင်္ဂလာဆိုတာစัจ ကျင်တဲ့အတွေ့အကြုံဝင်လာတဲ့စောစောစီစီတော့လိုက်ဖို့ထွက်လာတာရန်ထဲမှာလမ်းထဲမှာရန်တော်တော်နဲ့စုံနေပြီဒီနေ့တော့အမင်္ဂလာလေးအဲ့ဒီရန်တော်ကိုလှမ်းနဲ့ထိုးကြတယ်ကြီးဟုတ်တော့ကြောက်ဘူးနော်အဲ့ဒီကံကဒီကနေ့ကျိုးပြလိုက်တာသူငရဲပြချတာအဲ့ဒါတပည့်သုံးပါရှိနော်အခုခဏဒီလေးကြောင်းဆက်ပြောမယ်အဲ့ဒီငရဲပြချပြီးတော့ရင်ဘယ်တော့မှပြန်လို့ဘူးငရဲပြီးတော့လေးဘဝထပ်ချမစင်တဲ့ဘုံငရဲမစင်တဲ့လေကြီးထဲမှာလက်ပြကူးနေရဘုရားမှာမစင်တဲ့ထုံထုံဖတ်နေတာဒီဘက်အကြည့်ကိုနမ်းနေဟုတ်ပြီနော်တရားရှုပြီးတော့ထလာတော့လေနမ်းနေတယ်ရေချိုးလိုက်ရင်တော့ပျောက်သွားမလားဆိုတော့မသက်ဆိုင်ဘူးလေဘုရားကအတိညာနဲ့ညံထဲမှာထင်းနေတာရေချိုးလိုက်တော့လည်းမပြောင်းအဲ့ဒီမစင်တော်ဘုရားကနေလွတ်ပြီးနောက်ဘဝမှာဖြစ်လို့ဆိုလက်တန်တော်ကြီးလက်တန်ပင်ကြီးကိုပြည့်တဲ့လက်တန်တော်ကြီးမှာဆူးရအလိုရှည်ရတယ်ခန္ဓာကိုယ်ကြီးကိုဆွဲပြီးတော့ထိုးချလိုက်တယ်လို့ပဲစူးဝင်ပြီးတော့တွေးပြီးခင်းလိုက်ပြင်းပြပြီးလည်းရှိတော့ကငရေခွေးကြီးငရေတင်းကြီးတိုက်တော့တစ်တယ်ပေါ်ပြည့်တဲ့တယ်ကြီးဆရာတော်ခန္ဓာအင်ကြီးတွေကိုလှမ်းနဲ့ဆွဲပြီးတော့ထိုးထည့်လိုက်လို့ပဲဇော့နဲ့နားလိုက်တာဗျာပြီးတော့ပြာဖို့ကြီးဗျာကိုဟောသွားတယ်အဲ့ဒီဒုက္ခကြီးကိုယ်တိုင်ကိုယ်စားသူခံရတဲ့အချိန်ဒါတော့ဘုရားတို့တည်တော်မူလိုက်တာမြင်တော်မူလိုက်တာဒီလိုဒုက္ခတွေဒီလိုဘုံဘဝတွေတကယ်ရှိတယ်ဆိုတာကိုယ်တိုင်လည်းဒီဒုက္ခတွေရခဲ့ပြီးဘုရားတတိတော့အလုံးနဲ့ဉာဏ်သက်ဝင်ရပါပြီကြည်ပြန်တာပြည့်တယ်ဘုရားတဆူရဲ့နှောင်းတာကတရားကျင့်တဲ့ရန်ဘဝမရခဲ့ဘူးလားရခဲ့ပါတယ်ဗျာပြီးတော့အဲ့လိုရန်ဘဝကိုရခဲ့ပြီးတရားကျင့်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီးတော့အခုလိုမိုးဆိုးကြီးဘဝကိုရခဲ့ရပြီအဲ့ဒီမိုးဆိုးကြီးဘဝမှာထူထောင်ပြီးတဲ့အမှုကိုကံကကြီးနေလို့မြေကြီးကိုကြားခဲ့ရပြီဘဝကောင်းများစွာသူသင်ပေးခဲ့ရဒီဘဝတော့တကယ်အားကိုးရတရားကိုအားထုတ်နေတဲ့တော်တော်ဘဝကိုရရှိသွားပြီဖြစ်တယ်။ဓမ္မဖေ။သူပါရှောက်နေသူငါကမန်ထောင်းနဲ့မန်မာနာစီရရှိတာဓမ္မအဲ့ဒီငရေကြားခဲ့ရတာကိုရှုပြီးတော့တော်မှန်ချဟုတ်ပြီနော်ဘဝရဲ့အတိအကျလေးလေးနဲ့ကြီးရသွားတယ်အဲ့ဒီတရားရှောက်ဆရာတော်
ဒီလိုအခုလိုဘဝရဲ့အများကြီးရှုနိုင်အောင်ဆရာတော်သင်ပေးတဲ့အတွက်အလွန်ကျေးဇူးတင်တယ်ဗျာဒီလိုတော့လေးတဲ့အတိနဲ့ငါခေပြီးရှင်းရတဲ့တန်တရားမှာရောက်ခဲ့တဲ့ဘဝညောင်များစွာဘုရားသာသနာနဲ့မကြုံခဲ့ရတဲ့ဘဝကြီးညလာပါပြီဆရာတော်ဘုရားသာသနာနဲ့ကြုံခဲ့ရတော့လေလေးတဲ့တရားအကျင့်တွေကိုတကယ်ပြသပေးနေတဲ့ပုဂ္ဂိုလ်တွေနဲ့လည်းတဘဝမှာမဆုံးခဲ့ရဘူးဒီဘဝမှာပဲပြည့်ပြည့်စုံစုံနဲ့ဆရာတော်တင်ပေးလို့ကျင့်ခွင့်ရတော့လေဆရာတော်ကိုအလွန်ပဲကျေးဇူးတင်လိုက်တာသူ့ဘာပြောလိုက်လဲဆရာတော်ကိုကျေးဇူးတင်ပါလေဘုရားကိုကျေးဇူးတင်ပါဒီလေးနဲ့တဲ့တောက်ွယ်တူလူဖြစ်နေတဲ့ဘုရားရဲ့စစ်မှန်တဲ့ကျင့်စဉ်ကြီးကိုပြန်လည်ဖွင့်ထုတ်ပေးခဲ့တဲ့ဟောက်ဆရာတော်ဘုရားကြီးကိုကျေးဇူးတင်ပါဒီနေ့ကိုတရားသင်ပေးတဲ့ပုဂ္ဂိုလ်ကဘုရားရှင်ရဲ့ဘုရားတော်ကိုပြန်လည်ဖွင့်ထုတ်ပေးနိုင်ခဲ့တဲ့ဟောက်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးပြုမှုကြောင့်လက်ဆင့်ကမ်းကြီးကိုတည်ဆောင်ပေးတဲ့ပုဂ္ဂိုလ်များဖြစ်တော်ပါနော်အဲ့တော့ဒီမိမိတို့ဒီဘဝလုံးနဲ့ကိုယ်ကိုယ်ကိုတော်တော်ပြီးမြင့်တင်ပြီးတော့လည်းမပြေးပါနဲ့နှိမ့်ချပြီးတော့လည်းကိုယ်ကိုယ်ကိုမမြင်ပါနဲ့နောက်တစ်ပြေးလေးပြုဆိုရင်နံပါတ်5ဘဝတိုက်ပြီးအောင်ချုပ်နေလို့တဲ့ဘဝရအဲ့တိုက်ပြီးအောင်ချုပ်နေလို့တဲ့ဘဝမှာနေ့စဉ်နတ်တော်ခင်လှည့်နေကြည့်ရှုညွှန်ကြားဖို့နတ်တော်ထဲမှာမြင်ရတဲ့အရာတွေတွေ့ရတဲ့အရာတွေလုပ်ရတဲ့အရာတွေအများကြီးရှိပါကုသိုလ်တွေပါမယ်အကုသိုလ်တွေပါနှစ်သက်မှုတွေရှိတယ်မနှစ်သက်မှုတွေရှိတယ်အဲ့ဒီမြင်ကွင်းများစွာထဲကမြင်ကွင်းလေးတစ်ခုလည်းပါတယ်အဲ့ဒါကတော့နွားနာလေးတစ်ကောင်ကိုနေ့စဉ်တွေ့လာပါပြီဟုတ်ပြီနော်မှန်ပါဗျာတတိယချုပ်နေလို့တဲ့ပုဂ္ဂိုလ်ဆိုတော့ကုသိုလ်တွေလည်းလုပ်မှာပါပဲအကုသိုလ်တွေလည်းလုံးပါပါလုံးပါပါပဲသိချာအဲ့တော့ကုသိုလ်ကံကအကျိုးမပေးတဲ့ခဏနာမလေးပေါ်မှာနှစ်သက်တဲ့စိတ်ကဒေဂာလေးမှာအကျိုးပေးပါတတိယချုပ်နေလို့တဲ့ဘဝကနေသိဆုံးပြီးတော့ဒေဂာလေးမှာအဲ့ဒီနောက်အာယုပေါ်လို့နောက်ဘဝရောက်သွားတယ်အခုငါတတိယချုပ်နေလို့တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ကုသိုလ်ကိုလောကကြီးအကျိုးများအောင်ဆောင်ရွက်ခြင်းရှိတဲ့ဌာနန္တရကိုလောကကြီးအကျိုးများအောင်ရည်ဆောင်နေတဲ့ခိတိကအလိုလိုက်ပြီးတော့မလျော်တာတွေကိုလုပ်ပြီးလို့ရှိရင်အဲ့ဒီကြီးကျယ်တဲ့ဌာနန္တရဟာကိုယ့်ကိုယ်ဖြစ်စည်းတဲ့ဌာနန္တရကြီးပဲဖြစ်တယ်။မှန်ပါဗျာ။ကြီးကျယ်တဲ့ဌာနန္တရဆိုတာကြီးကျယ်တဲ့နှလုံးသားရှိတဲ့ပုဂ္ဂိုလ်တွေခံရောက်တော့မှလောကကြီးကျေးဇူးများတယ်မထက်တန်တဲ့သူတွေခံကိုကြီးကျယ်တဲ့တာဝန်ကြီးတွေရောက်သွားရင်လောကကြီးဒုက္ခရောက်ဖို့ဖြစ်တတ်တယ်ဒါကြောင့်မို့အခုတော့ဘာဖြစ်သွားပြီနွားဘွားရောက်သွားပြီဒီရတာပြည်သက်ပြီးလုံခဲ့တဲ့တပတ်ကလည်းနိုင်ငံသားတူသူ့ရဲ့အတိတ်ဘဝရှုွယ်လာလျှောက်တယ်ဒီဘဝမှာသူကတရုတ်လူမျိုးဒီခဲ့တဲ့ဘဝမှာဘာဖြစ်လဲဆိုတော့ညနာညှိုးနှမ်းသွားစိတ်တွေညှိုးနှမ်းသွားဒါပေမဲ့အတိညာဉ်ကြီးကြီးရသွားတယ်ဒီခဲ့တဲ့ဘဝကမွေဘဝဟုတ်ပြီနော်မှန်ပါမွေရဘယ်လိုမျိုးလဲမွေရအမြဲကြောက်နေတာမွေဘဝကိုရှုခွင့်ရတယ်အတိတ်ဘဝမှာမွေဘဝရတဲ့သူတွေတတိအကုန်လျှောက်တယ်လွန်ခဲ့တဲ့အနှစ်20လောက်တုန်းကလည်းဒလိသုံးဘောရန္တနာသူ့ရဲ့အတိတ်ဘဝတစ်ခုကမွေဘဝအဲ့ဒီမွေဘဝကိုရှုလို့မြင်တော့သူကရင်းဆန်တယ်ငင်းလို့မရဘူးကိုယ့်ဘက်ကယုံတယ်ဒီဘက်ယုံတယ်တစ်စင်းတစ်ဆက်သေးတယ်ပုံမှန်ကြောက်ဒီမှာကြောက်မွေတွေကအမြင့်ကြောက်နေတာဘာဖြစ်လို့လဲလူတွေကမွေကိုကြောက်တယ်မွေပြလို့ရှိရင်ရှင်းထားဖို့တတ်ဖို့ပဲကြိုးစားတယ်ကိုယ်တရားလုပ်နေတဲ့တတ်တော်ပါဆိုပြီးလူတွေကအမြဲတမ်းသူတို့ကိုကြောက်ကြတဲ့အတွက်တတ်ဖို့ဖြတ်ဖို့ကြိုးစားလို့လူတွေကအမြဲတမ်းကြောက်တယ်
ထိလက်ကြောင်းလို့ပြီးတော့လူတွေနဲ့ဝေးရမှာရှောင်ပြီးနေကြတယ် ဓမ္မဗျာ အဲ့ဒီသတင်းသုံးပေါ်ကအသိဉာဏ်တော်တော်ရသွားတယ်ဟောဘယ်မှာစုံခဲ့တဲ့သတင်းသုံးပေါ်နဲ့တရားချင်းပေါ်ချင်းတက်ပြီးလို့ခေါ်တယ်ဟောတော့ရမှာလေဝေပေါက်ခံရရင်သူပဲ ဟုတ် ဟုတ်ပြီနော်ခဏခဏသူဝေပေါက်ခံရတယ်ပထမနားမလည်ဘူးသူကဝေပွားရခဲ့ပြီးတော့သူရောက်အစင်းလုံးပေါက်တယ်ဘူးဒီအဲ့ဒီကံကသူ့အကျိုးပေးလိုက်တာခဏခဏပေါက်ခံရတယ်နော် ဓမ္မဗျာ ဒီခုနကတရုပ်အခြေအနေကြောင့်ပြောကံတို့ရဲ့အကျိုးပေးမှုကိုနားလည်သိချင်လို့ဝေဘဝဆိုတော့ကုသိုလ်ကံပြုဖို့အတွက်လွယ်ပါမှာ လွယ်ပါဘူးဗျာ ဒီဘဝပါရလူ လူပြန်ဖြစ်တယ် သူ့ဝေဘဝမှာဒီလိုနဲ့ကံမဟုတ်ဘူးအဲ့ဒီမတိုင်ခင်ဘဝမှာယဟန်ဘဝဟုတ်ပြီနော် ဓမ္မ ယဟန်ဘဝမှာမလျော်တဲ့ကံဒီလိုပြီးလို့ဒေါသထပ်ပြီးလို့ဝေဘဝရတာဒါပေမဲ့ယဟန်ဘဝမှာကုသိုလ်ကံတွေအများကြီးလုပ်ထားဘူး လှုပ်ထားပါတယ်ဗျာ အဲ့ဒီကုသိုလ်ကံငွေရဲ့ဒီကဒီမှာလာအကျိုးပေးပါငွေဘဝမှာပြုတဲ့ကံမဟုတ်ဘူးယဟန်ဘဝမှာပြုထားတဲ့ကံဟုတ်ပြီလားဒါဆိုလို့ရှိရင်လွန်ခဲ့တဲ့ဘဝတရားကထူထောင်ခဲ့တဲ့ကံကအားရှိလို့ရှိရင်ဒီဘဝဒီကဒီမှာအကျိုးပေးနိုင်ပါ ဓမ္မ ဘုရားဟောတဲ့မှာရှိတယ်လေသူတော်ကောင်းတို့တတန်းရှိတဲ့လူဘဝရတဲ့ကာလတုန်းကငါးပါးသီလကိုမကျိုးမပေါက်မပြတ်မကြအောင်ထိုတတန်းရှိကာလကြီးကိုသူကကောင်းစွာဖြစ်ခြင်းစည်းဝေးခဲ့တယ်အဲ့ဒီဘုရားရဲ့ဂေါရမဘုရားနှစ်စုကြားထဲမှာရခဲ့တဲ့ဘဝတွေကအရင်မတွက်နိုင်ဘူးဒါပေမဲ့တဘဝမှာအပင်ချခဲ့လူဘဝရတယ်နတ်ဘဝရတယ်ကောင်းတဲ့ဘဝတွေလည်းရခဲ့တယ်ဘဝတိုင်းဘဝတိုင်းအကျိုးပေးတဲ့ကအတူတူပဲဖြစ်နေတယ်ထိုတက်တော်ရှိတဲ့လူဘဝတွေကငါးပါးသီလကိုပြုစင်စင်နဲ့အကျိုးမပေါက်မပြောင်းမကြောက်ဖြစ်ခြင်းစည်းမှုရှာမိခဲ့တဲ့ထိုကံကဘဝတိုင်းဘဝတိုင်းဒီကနေ့မှာဒီကံနဲ့လာအကျိုးပေးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်မိမိတို့ကံတွေကိုအလေးနဲ့ထားရမှာဟုတ်ပြီနော် မှန်ပါဗျာ မိမိတို့ဘာပဲထူထောင်ပြီးတော့ကံရတည်သွားတတ်ပါလေကုသိုလ်ကံကိုထူထောင်နေတယ်ဒုကုသိုလ်ကံကအကြီးကြီးချုပ်ပြသွားတာမဟုတ်ပါဘူးစာရိကမ္မတတိကိုယုံနဲ့တဏ္ဍစင်မှာယုံနဲ့ပြီးမှချုပ်ပြသွားတာဖြစ်အကုသိုလ်ကံလေးလည်းယုံနဲ့တဏ္ဍစင်မှာစာရိကမ္မတတိကိုယုံနဲ့ပြီးတော့မှချုပ်ပြသွားရုံနဲ့တာဖြစ်တယ်အကြီးကြီးဖြစ်ပြီးရတယ်ပြတ်သွားတာမျိုးမဟုတ်ပါဘူးဒီလိုမျိုးကဘေကံမဲ့ထူထောင်ဘယ်လိုထူထောင်ဖို့ကောင်းလဲလို့ပြောချမ်းသာအစ်စ်ကိုပေးနိုင်တဲ့ဓာတ်ခံဖြစ်ကံကိုထူထောင်ဖြစ်ဖို့ရည်ကြီးတယ်ဒါနာကုသိုလ်ကောင်းမှုပြုတယ်လူချမ်းသာလက်ချမ်းသာအတွက်ဘာစုမတောင်းနေပါဘူးတိလအကျင့်တွေကိုကျင့်တယ်လူချမ်းသာလက်ချမ်းသာအတွက်ဘာမှစုမတောင်းနေတယ်ထိုကံတွေကလူဘဝနတ်ဘဝကိုအကျိုးပေးမှာပါပဲအဲ့တော့ဘာဝနာအလုပ်ကိုလုပ်တယ်ဒီတိုင်းပါပဲလူဘုံနတ်ဘုံအတွက်ဘာမှစုမတောင်းနေတယ်မိမိတို့ရဲ့ဓာတ်ခံမှာဘာပါလာဖို့အရေးကြီးတယ်လို့ပြောလုံမြောက်လို့တော့ဓာတ်ခံကြီးကင်းဖို့နေဖို့အရေးကြီးဟုတ်ပြီနော်ဒီကမှာချမ်းသာမယ်ကိလေသာကိုပယ်တတ်နိုင်လို့ရှိချမ်းသာတာဖြစ်ဒါကြောင့်မို့ဒါနကုသိုလ်ကောင်းမှုကိုပဲပြုပြုသီလအကျင့်ကိုပဲကျင့်ကျင့်မိမိကုသိုလ်ကောင်းမှုတွေကိုပဲပြုပြုဒီကုသိုလ်ကံကိုပြုလို့ရခြင်းဒီကုသိုလ်ကြောင့်ဒုက္ခဖြစ်စေတဲ့ကိလေသာတွေကိုပယ်တတ်နိုင်တော့ပုဂ္ဂိုလ်ဖြစ်ကြစေလို့ဒီစုတောင်းတစ်ခုကိုပဲမိမိတို့ပြုတယ်